လုံးမဲပဲကကျွန်တော်ဒီနေ့မှတပေးပြီးအန်ရဲလို့ဆိုရကဲစော်ရမှာပဲဖြစ်ပါတယ်ပြောနေကြ let's go စရအောင်ဒါမဲ့ဒီ game မှာ ECT လေးကိုပါတယ်တဲ့ဒါမှစီတော့ကြည့်ရတာလားလေးကိုမှကျွန်တော်ကအခုမှစဆော့ဆော်ဘာမှမသိဘူးဗျစကြ let's go မြင်စားလိုက်ကြမောင်မောဗျကျော်တက်လေကားရဲမလို့အစခွန်ကြီးကြောင်းနေလားနေနေဟောထိုင်ထားတာအဆောမတင်နေဆောမတင်ဘိုင်တော့နာမည်ကျွန်တော်အောက်မှာအခန်း30ပဲတနားလေတယ်အခန်း30ဖိုင်ရှာပါတယ်အခန်း30ရပြောဓမ္မ30ရမေးထားဘူးလို့ရှားမှမသိတကားလည်းဖွင့်လို့မရဒီဘက်ခန်းနေမှာလည်းပါလားဘာဘူးရဟောတော့ပန်းမြောင်မှာဆိုတော့ဒီခန်းတေချာပါ ਈ ဆိုတော့ကျွန်တော်တေချာလိုက်တော့အဘတော့ရှိရဲ့အဲ့တော့ဒီတကားဖွင့်ရမှာတယ်ဖွင့်လိုက်ပြီအဲ့တောက်ကလေးကလေးပါပြတော့အော်အခုမှစမှာတက်ပြီရဲလို့ဆိုစမ်းကျော်ဒီစောတဲ့ခါမှာပါ ACT တစ်ခု၄ခုရှိရဆို၄ပိုင်းတင်မှာပေါ့နော်။ဘာဆိုအကုန်လုံးတစ်ခါစောတဲ့အကြာကြီးပြတော့မှမလို့ပေါ့။ပြန်စားလိုက်ကြ။ Get the freeze အော်ကလေးကိုစာကြည့်ရမှာကလေးစာကြည့်မှာမိဖို့ရမနာမတရားလောက်ပေါ့ဒါဘာခိုင်းနေမသိချိပါကနာတယ်။ဟောတယ်မမဒီကတည်းကမကြည့်ရဘူး။ဟောတယ်မမကလေးအတွက်နှုတ်ဘူး။ကလေးအတွက်နှုတ်ဘူးရော့ဆောက်ကလေးရော့တော့ကျွန်တော်တက်တော့မှတွေ့တူလုံးကလေးလို့လည်းခေါ်တော့နော်လုံးကလေးပါတဲ့ပဲကျွန်တော်လည်းမသိဘူးတင်းကောမန့်မှာဖြည်းဖြည်းကြပါသူကိုတဲ့ဟိုအောက်ကဒီအဖြူအောင်လေးဒရိုက်ဘာလားအဲ့ဒါချီပါတော့နန်းနေရအသက်ပြောင်းပြရမှာဟုတ်တယ်ပြဝါဟောမပြင်ပါအဲ့ကလေးဘလူးထရတာမမြန်တာငါလုံးမတော့ဘူးလေဟာရည်ကြောက်ဟောရသူကိုအိတ်ခမ်းမ take back to back ဆိုအေးရမတီခမ်းတယ်ဟုတ်တာပါသူကပြတာလေးပါသူကရုံးနဲ့အေးရကြိုက်တယ်တဲ့နဲ့ကြောင်လေးထည့်ပြလိုက်မယ်ကြောင်ကြိုက်လားမကြိုက်လားမသိဘူးထည့်ပြလိုက်မယ်ကြောင်ရလို့ရှိကြောင်ပုံမြင်ဖတ်ပြရအောင်ဖတ်ပြမှာလားဘာဖတ်မှာလဲမြန်မာလိုဆိုဖတ်ပြမယ်အင်္ဂလိပ်လိုမဖတ်တတ်ဘူးကြော်လိုက်တော့မဲတွားပြီအိတ်တွိုင်းလာမလဲကြီးလာအောင်မယ်အိတ်တွိုင်းတောက်လေးတွိုင်းတွားမယ်watching that TV show နင်ခုနိုင်ရွှေရလေးနဲ့လာဖိုင်မရိုက်ကွာကောင်းတော့နည်းနည်းပြောသွားတော့တော့ TV ကြည့်ခိုင်းတာနော် TV ကြည့်ခိုင်းတာဆိုကြည့်ရမှာထိုင်နေမထိုင်TV မှာကြောင်လေးပါကြောင်လေးမသိဘူးယူလို့ရလားမသိဘူးခဏနေယူကြည့်လောက်မယ်အဲ့တော့မှထင်တယ်လေ what the fuck အဲ့တော့ကောကလေးငိုလာလားမသိဟုတ်တယ်ကလေးငိုနေရောကြောင်လေးရင်လောက်ယူမရလားအော်ရတယ်ဘာလဲမသိပေါ်လား free တဲ့ဘာ free ရလားမသိပို့တယ်ရမယ်ကလေးငိုနေတယ်ဟာကလေးပဲပြောက်သွား what the fuck ဒီကနေ့မလားမရှိဘူးဒီကဘာလုပ်လဲမကြောင်လေးရှိယူလိုက်ပြီဒီကနေ့မသိဒီကလောကထားရဲတဲ့ကလေးအောက်ရောက်နေရောငါတော့မသိလဲလာတော့မရှိဘူးကျွန်တော်လောင်မရှိဘူးပဲကျွန်တော်လောင်မရှိဘူးနေမလားဒီကလေးကိုတိတ်ရမှာပြန်တက်မှာအိတ်ဆန်းစော်ကလေးအိတ်ရကွာအဲ့နဲ့ပြီးတော့မှာ TV ကြည့်ခိုင်းတာနဲ့ကလေးအိတ်ခိုင်းတာနဲ့အစာကျွေးရတယ်ပြီးတော့ထိုင်မယ်ပြိုင်ပြောအောင်မလားမသိပါဘူးကွာအဲ့တကယ်အိပ်ပြောရတာပါတဲ့မေးပေးလိုက်ပါမင်းပေးလိုက်ချက်ပါလို့ဘာပြောရလဲမသိထွက်တော့လာမသိ
ဆိုတော့နိုင်ခွန်းခေါ်နိုင်တူရောက်တော့လားထပ်စမယ် let's go နိုင်တူမှာကလေးကိုအစာချမ်းကျွေးရမှာနေဟုတ်ကလေးကပဲပြောင်းနေလားမသိဘူးတော့ဒါကြောင့်မလို့အစာရည်ခိုင်းမယ်ဟာရဘာတော့အစာပြောက်သွားဟာတခြားကျွေးရမှာတယ်နေရှာကြည့်လောက်မယ်ရှူဒီမှာလည်းမရှိဘူးဒီမှာကြောင်လေးရှေ့ကြောင်လေးဒီမှာမရောဒီမှာရှိလားအားရှိတယ်မလားဒါဘလို့ဒီရဲရောက်သွားမှာကြောင်လေးသုံးခုရပါရောကလေးတိုက်ဆောက်လေးရပါအဲ့ကလေးဘယ်နာရောက်ခဲ့အောင်what the fuck ဟာကတော့နေရောက်ချင်တဲ့နေရာရောက်သူပြန်လဲပြန်ဟာဘာလုံးဟာမျက်လုံးကြီးပေါက်ပြီးထွက်ပြေးသွားတယ်မေးပြလိုက်အောင်ဟာထွက်ပြေးနေတယ်ဗျမဘာလုံးဟာရဘယ်နာမှသူ့လိုက်ရမှာလားကွာချီးရလိုက်စမ်းဘာမှသူပြတ်တော့ရပြန်ထွက်ပြေးသွားပြီအဒီကပွင့်သွားရဘယ်တော့မှပွင့်တော့မသိဘူးအိုးရိုက်ကောအဲ့ကောင်းမလို့နေမင်းယူဒါပေမဲ့တော့နိုးလာရင်သွားအောင်ပါမင်းအမိုက်တွေဟာရောက်ကျဲလေးသူ့ပေးတာမှာဝိုင်းကျဲလေးပါမဝဲတော့ဒီကောက်ကလေးကမပြောက်တော့ရအိုးရှေ့ရောက်သူ့မျက်လုံးဘာဖြစ်တော့ဘာလို့မြင်လိုက်ရသူ့မျက်လုံးဘာဖြစ်တော့မြင်လိုက်ရအနေအောင်ပြောင်းတော့အနေအောင်ပေါ်တယ်အဲ့ကတော့သူ့ဆောက်ကြောင်ငါဆောက်ကြောင်သူ့တိတ်ဖို့ပဲတိတ်မဲညီလေးရောအယုတ်ဒီနေ့မနေ့ကြောင်လို့ဆိုဒီနေ့ဂျုံရုပ်သူကဘာလို့ဆိုတော့ဗာလေဂျုံပုံမြင်လေးဆိုလေရုံနဲ့ကြိုင်ကြောမဲကြောဟာယောအဲ့ဒီကလေးရိုက်တာမကြိုက်ဘူးလားမသိပုံမကြိုက်ဘူးလားမသိကြည့်လားဘာရိုက်တာတော့ဒီပုံမဟုတ်တယ်လေပြုံးသွားရဲ့စနတတ်မဲ့နောက်ရှက်ပေးရအခုကြကြိုက်သွားပြန်မယ်ဟုတ်တယ်တကယ်ဆိုတာတတ်ပဲစခုပ်ပြောင်းတတ်ပဲရိုက်တာနေမယ်ကွာရကြောင်းမီစခုနေကြောင်းစွမ်းလာတိုင်းမှာ TV ကြည့်အောင်အရှော့ဘူးလာတော့တောင်းဖွင့်ကြည့်လောက်မယ်delivery တဲ့ဘယ်ကောင်လာဘူးကလည်းမတည်ယူလိုက်မယ်ရုပ်ကြီးဘယ်ထားကြခဲ့ရအောင်အမကြခဲ့အမေလောင်းကလေးညီမပါကွာခိုးလောက်တာထားလိုက်တော့သူက TV ပဲကြည့်ခိုင်းတာငါလည်း TV ပဲကြည့်တော့အဲ့မလုံးနဲ့ကြားရဲကွာပြင်းစရာဖြစ်သွားတယ်သူလောက်ခိုင်းတဲ့အတိုင်းမလုပ်အဲ့တော့ပြီးသွားဆိုနိုင်တူရောက်ပြီထင်တယ်ဟုတ်တာပါနိုင်တူရောက်သွားပြီညမ်းတော့ကွာရနည်းနည်းလွယ်ဆော့ရတာသူက TV ကြည့်ခိုင်းရောမိုးရိုးပြတ်သွားရောအိမ်ကတုံးအောင်ရောမြေကြီးမိုးရိုးပြတ်သွားတယ် Go to the wet baby ကလေးဘာတော့လောက်ကလေးစီသွားခိုင်းတာကလေးကိုချော်ကြီးပြန်သွားသူကဘိုက်စားတာတဲ့ဘိုက်ကစားလိုက်သေးရလားဘာစားမလဲမနေ့ကယူလာတဲ့ဟာနဲ့ချစ်ပြောsandwich လို့မ sandwich ခင်းရင်ဒီတစ်ဖက်တည်းကွာရောအသားထဲမှာဒါလည်းမကြိုက်တော့ဘူးဒါလည်းမကြိုက်မိုးလည်းမကြိုက်အဲ့ကျွတ်တုံနေလည်းမကြိုက်အသားထဲလိုက်မယ်ဒီကတက်တာပိတ်လိုက်ပြီးပြင်ဆိုတော့ကြာနေငါညပါဖုတ်လိုက်မယ်ခဏဆောင်မယ်ဟုတ်စတော့ဦးရောဘာပြောလဲဟဲ့ဖေးမီတဲ့ဘာဖေးမီလဲအဖေးဒီဖေးရှေ့ရောဘာပြောလဲဖေးမီကလေးကိုစာကြွေးအဖေးဒီဖေးစာကြွေးဒီအမီမီကျွန်တော်ဟာရောရဲတတာဘာလို့ဟိုနောက်ဆုံးလေးရောက်သွားစောက်လိုက်ဟာရေကတက်လိုက်ငါပိတ်လိုက်ပြဟာဝင်ကပိုင်ပြောင်းသွားရနှုတ်ဘူးပဲရောက်သွားနှုတ်ဘူးပဲရောက်သွားရှာရမတော့ဒီရှောက်လာတော့နေရမယ်ရောက်သွား
ရှောင်းတော့ဒီမှာရောက်လာရပါဟောဒီဘက်ကပိတ်သွားတယ်တော့ကွာဒီဘက်ကမရှိဘူးအားရဒီဘက်လည်းမရှိဘူးပဲတော့မှာအော်ဒီမှာလည်းရှိရတော့မလားမင်းတော့ရောက်အေးပြီးသေးသွားပြီရေစကွန်နေခဲလာကြီးအောင်ကြီးဒီဘက်တော့ကွာလားမဖွင့်ကွာရောက်ဒီတကားလားမသိရောက်ဟုတ်တယ်အော်ကလေးစာကျွေးရောက်ဟင်းရပါကလေးပြုံးသွားအဲ့လိုကွာယူကလေးမှာမဲစစ်တွေပေါ်လာတာဘာဖြစ်လဲမသိကွာအားလုံးမနဲ့တော့ဘာဖြစ်လို့လဲမသိစပါဦးရောဟဲ့ဘာဖြစ်တော့ဟဲ့ဘာမျိုးတရေလားဟိုဒီကလေးဟာတရေလားဘလို့လားဟာကြည်ွားနေတာဟာရောဟာဆောနာဘာဘူးစီဒီပေါင်းမီပြေတော့ဟာဘာကြီးတော့စီဒီပေါင်းမီပြေတော့ကလေအေးဘောကဟိုဖန်ဝက်ထဲအောင်ခွဲပြီးမှအဲ့ရာယူပြီးမှသူ့ပါစက်ထဲရမှာမဲအော်စပတ်တယ်နာမှာကောယူတော့တော့လေကွာယူကောင်းဝါလို့တော့မှာတော့အေးရပါချေကွာတော်ရပါဘာလို့တော်ရတာဘာလို့ what the fuck ဟာရမျက်လုံးပွင့်လာဟာဘာဖြစ်တော့ဒါပဲနဲ့သူ့စီတော့မှာတွားခေါ်လာတတိယထားဟောတွားဒီပုံမြင်ဖက်ပြခိုင်းတာဟောအဲ့ပုံမြင်ဟုတ်ကဲ့ပါလို့ဝင်နိုင်ရလေးဝပြန်နေတာကျုပ်เสียရုံခန်းကြီးရတယ်အရင်တော့မတူတော့အရင်တော့တန်ရှင်းလေးရောဒီရစိတ်ပုံမြင်တိုင်းစိတ်ရုံလေးရောတကယ်လို့တော့ရောနီးပါလေမသိဘူးမဲဖက်ပေးပါငါကျတင်းထားစရာကြီးငါလို့လေဘာလို့မောင်တော့ဟာလေးတဲ့ကွာကလေးကတော့နေရဟာဘာတော့မရပေါ်ရောပြည့်တဲ့ကောင်မီအမျက်လုံးလားကလေးဟာဘာတော့လို့ကွာရော good night ကောင်းတော့ညဘာတော့လဲဆိုဒီကဘာခင်းလဲဟောလာခင်းလားဘာလဲတရေခင်းလားဟိုရကျဘာလဲမသိဘလို့လဲမသိကျနားမလဲနည်းနည်းတော့ကြောက်ဖို့ကောင်းအော်ဆိုနာ ACT ပြီးသွားရကွာ ACT 2အဲ့လိုလားဘလို့လဲမသိတော့ပြီးဆုံးရခံမှာကောညလုံးကြီးပေါ်လာဟိုကလေးကညလုံးနဲ့ဝင်တော့အပိုင်းနဲ့ကတော့နောက်ဗီဒီယိုမှာပဲတင်ပေးတော့မယ်